နိုင်ငံတကာအသိမဲ့ဗျူဒီပလိုမာတစ်ခုလည်းရနိုင်မယ်အလုပ်တင်စင်းရင်ဝင်ငွေလည်းရနိုင်မယ် ED visa နဲ့လည်းတစ်နှစ်နေထိုင်ခွင့်ရနိုင်အောင်ပါနော်ဟယ်လိုထိုင်းနိုင်ငံမှာ ED visa နဲ့ကြောင်းတက်ရင်ဝင်ငွေရနိုင်မယ့်အခွင့်အရေးတစ်ခုရှိရဆိုရင်စိတ်ဝင်စားလားနိုင်ငံတကာအသိမဲ့ဗျူဒီပလိုမာတစ်ခုလည်းရနိုင်မယ်အလုပ်တင်စင်းရင်ဝင်ငွေလည်းရနိုင်မယ် ED visa နဲ့လည်းတစ်နှစ်နေထိုင်ခွင့်ရနိုင်အောင်ပါနော် ဒီဇင်ဘာလကုန်ထိ promotion season လေးတွေရှိသေးတာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးနော် ထိုင်းနိုင်ငံဖူးခက်မှာဖွင့်လှစ်ထားတဲ့ BHLS Business and Hospitality Language School မှာ hotel လုပ်ငန်းဆိုင်ရာ diploma နဲ့ certificate သင်တန်းတွေကို3လစာသင်ပြီးတော့6လကိုကျောင်းနဲ့ချိတ်ဆက်ထားတဲ့သက်ဆိုင်ရာ 5 star 4 star hotel ကြီးတွေမှာလစာရအလုပ်တင်ဝင်ရောက်လုပ်ကိုင်နေမှာပဲဖြစ်ပါတယ်ကျောင်းပြီးဆုံးသွားလို့ရှိရင်လည်းသက်ဆိုင်ရာဘာသာရဲ့ live diploma ဒါမှမဟုတ် certificate လက်မှတ်အပြင် certificate ရဲ့ English for hospitality and tourism လက်မှတ် internship ဆင်းနဲ့ hotel ကနေပေးရမယ် internship completion certificate နဲ့ recommendation letter ကိုလည်းရရှိနိုင်အောင်ပါအမိုက်ဆုံးကဘာလဲသိလားရရှိမဲ့ diploma နဲ့ certificate တွေကနိုင်ငံတကာအသိမဲ့ဖြူ Lazinia International Institute of Switzerland ကနေပေးအပ်တဲ့လက်မှတ်နဲ့တူညီတဲ့အသိမဲ့ဖြူလက်မှတ်တွေဆိုတော့ကျောင်းပြီးသွားရင်ဒူဘိုင်းကာတာတို့လို hotel လုပ်ငန်းတွေတိုးတက်နေတဲ့နိုင်ငံတွေကိုတွားရောက်လုပ်ကိုင်နိုင်ဖို့အတွက်ခြေလှမ်းတစ်ခုဖြစ်တော့အရန်မိုက်တာပေါ့ဒီဇင်ဘာလ31ရက်နေ့မတိုင်ခင်ကျောင်းအပ်နှံမဲ့သူတွေအတွက်ကျောင်းအပ်တာအတွက်ကို ED visa လျှောက်ဖို့အတွက်ကိုပါဝန်ဆောင်ကလုံးဝမယူဘဲနဲ့ညီမတို့ဝေါ်မြန်မာကနေပဲကျောင်းအပ်တာကနေပြီးတော့ကျောင်းရောက်သည့်အထီကိုအဆအဆုံးကူညီဆောင်ရွက်ပေးသွားအောင်ပါနော်ဟေးတခုကြံလေးရဲ့လေအသက်18နှစ်ပြည့်ပြီးတာနဲ့ကျောင်းအပ်လို့ရပြီနော်အဲ့ဒီတော့မှန်ကန်တဲ့အနာဂတ်အတွက်ခြေလှမ်းတစ်ခုစတင်နိုင်ဖို့ဝေါ်မြန်မာကိုအခုပဲဆက်သွယ်လိုက်တော့နော်